လူရင်းတို့ရှင်းနားလွယ်လွယ်အောင်ပဲရှင်းပြသွားတာဖြစ်နည်းနည်းလေးတော့ဟာကြောင်းခေါင်းလောင်းထိုးပြန်ပြီဗီဒီယိုရိုက်ပြီဆိုလို့ရှိရင်ခေါင်းလောင်းထိုးပြီဒီအဓိကဒီနေ့မရိုက်တော့Hello အားလုံးပဲမင်္ဂလာပါဒီနေ့လင်းလက်ကဒီဗီဒီယိုမှာထိုင်ဝမ်မှာကျောင်းတက်တာနဲ့ပတ်သက်လို့မေးတဲ့မေးခွန်းတွေအများကြီးထည့်ရမှာဒီအလုပ်အကိုင်နဲ့ပတ်သက်တာလေးတွေဒီပေါ့နော်ကျောင်းလာခါနဲ့ပတ်သက်တာလေးတွေကိုဒီဗီဒီယိုမှာပဲလိုရင်းတူရှင်းပြပြအောင်မှာပဲဖြစ်ပါတယ်โอเคပထမဦးဆုံးအနေနဲ့ပေါ့နော်ထိုင်ဝမ်မှာအလုပ်လုပ်တဲ့အခါကြလို့ရှိရင်ဘယ်လိုပုံစံမျိုးနဲ့အလုပ်လုပ်လို့ရလဲဆိုတာကိုပြပြပေးမယ်ပေါ့နော်ထိုင်ဝမ်မှာကိုမြန်မာနိုင်ငံကလာတဲ့ကျောင်းသားတွေအတွက်ဆိုလို့ရှိရင်ကျောင်းသားဗီဇာနဲ့အလုပ်လုပ်ခွင့်ပေးတာမျိုးပေါ့ရှိတယ်ပေါ့နော်ဒီတိုင်းကျောင်းနဲ့လာတာမဟုတ်ပဲနဲ့ဒီတိုင်းအလုပ်တီးတန်းလာလုပ်လို့ရတာမျိုးလုံးဝမရှိပါဘူးเนาะဒီမှာ overstay နေပြီးတော့ပဲဖြစ်ဖြစ်ဒီတိုင်းအလဲလာပြီးတော့ပဲဖြစ်ဖြစ်အလုပ်ခိုးလုံနေတဲ့သူတွေတော့ရှိတယ်အဲ့ဒါကမမိရင်ကောင်းတယ်မိသွားတဲ့အခါကျလို့ရှိရင်ကိုယ့်အတွက်ပေါ့နော်ဒီအခက်အခဲကြုံလာနိုင်တယ်ပေါ့နော်အဲ့ဒီတော့အကောင်းဆုံးကတော့ထိုင်ဝမ်ကိုလာချင်တယ်ဆိုလို့ရှိရင်ကျောင်းသားအနေနဲ့ပဲလာပါကျောင်းသားဆိုလို့ရှိရင်တစ်ပတ်ကိုနာရီ20တရားဝင်အလုပ်လုပ်ခွင့်ရှိပါတယ်ဒါကကျောင်းဖွင့်ချိန်မှာပေါ့နော်ကျောင်းပိတ်ချိန်မှာဆိုလို့ရှိရင်တော့တစ်ပတ်ကိုလုံနိုင်တဲ့လောက်ပေါ့နော်6ရက်လဲရတယ်9ရက်လဲရတယ်ကိုလုံနိုင်ရင်လုံနိုင်တဲ့လောက်ကိုရှာနိုင်ရင်ရှာနိုင်တဲ့လောက်အလုပ်လုပ်လို့ရပါတယ်နောက်တစ်ခုကအခုလက်ရှိမှာထိုင်ဝမ်မှာပေါ့နော်တရားဝင်သတ်မှတ်ထားတဲ့တနာရီလောက်ခလာစာကဘယ်လောက်လဲပေါ့နော်အခုလက်ရှိမှာအစိုးရသတ်မှတ်ထားတာက$196ပါဒီရက်ပိုင်း Facebook post တွေမှာတွေ့တယ်ပေါ့နော်မြန်မာလိုပဲရေးထားပြီးတော့သူတို့ကအလုပ်ခေါ်တာ190ကနေစပြီးတယ်ပေါ့နော်အစိုးရကသတ်မှတ်ထားတာ$196ပါပြီးတော့ဒီမှာ overstay နေတဲ့သူတွေအလဲနဲ့လာပြီးတော့ပေါ့ဒီမှာအလုပ်လုပ်နေတဲ့သူတွေရှိကြတယ်ပေါ့နော်အဲ့လိုလူတွေကြလို့ရှိရင်တော့တရားဆိုင်ရှင်ဘက်ကနေပြီးတော့190ပဲပေးတာတွေဘာတွေကဒါတိုင်လို့မရဘူးပေါ့နော်ပြီးတော့အလုပ်ပြောင်းတာဘာညာဆိုလို့ရှိရင်လည်းနည်းနည်းအရှုပ်ရှင်းလေးတွေရှိတယ်ပေါ့နော်အကယ်၍ကိုကကျောင်းသားဗီဇာနဲ့လာတယ်တရားဝင်လာတာဖြစ်တယ်ဆိုလို့ရှိရင်တော့အနှိမ့်ဆုံးက$196ကစပေးတဲ့အလုပ်တွေကိုရှာလို့ရပါတယ်အလုပ်ရှာတာကိုလည်းလင်းနဲ့အရင်က post တွေမှာဒီအလုပ်ရှာလို့ရတဲ့ application တွေနဲ့ပတ်သက်ပြီးတော့လင်းနဲ့အများကြီးပြပြထားတယ်ပေါ့နော်နောက်ထပ်လည်းလင်းနဲ့ရှာတွေ့ထားတဲ့အလုပ်ရှာတဲ့ application လေးတွေရှိတယ်ပြီးတော့ဒီပိုကောင်းတဲ့ application တွေလည်းရှိတယ်ပေါ့နော်ဒါလေးတွေကိုလင်းလက်ရှာတွေ့ထားတယ်ဒါလေးတွေနဲ့ပတ်သက်ပြီးတော့လည်းနောက်ဗီဒီယိုတစ်ခုမှာလင်း sharing လုပ်ပေးမယ်ပေါ့အဓိကလင်းနဲ့ပြောချင်တာကလက်ရှိပေးနေတာက$196ကအဲ့ဒါအစိုးရသတ်မှတ်ထားတဲ့တရားဝင်တနာရီ pay rate ပါโอเคနောက်တစ်ခုနောက်ထပ်မေးခွန်းတစ်ခုကကြတော့သူကမေးထားတာကဒီမှာကိုစရိတ်ကိုရှာပြီးတော့ကျောင်းတက်တယ်ဆိုလို့ရှိရင်နဲ့အိမ်ကိုပြန်ပြီးတော့ထောက်ပံ့နိုင်တာပေါ့အိမ်ကိုပြန်ပို့နိုင်တာပေါ့ဒီမေးခွန်းကကြတော့နည်းနည်းလေးဒါကိုပေါ်ပဲမူတည်တယ်လို့ပဲလင်းလက်ပြောချင်တယ်ပေါ့နော်ဘာလို့လဲဆိုတော့လင်းလက်တို့အားလုံးဒီကျောင်းတက်ဖို့လာတာဖြစ်တယ်ကျောင်းတစ်ဖက်အလုပ်တစ်ဖက်ဖြစ်တယ်အဲ့ဒီတော့ရှာသမျှအားလုံးကိုကျောင်းစရိတ်ပေးရတာရှိတယ်အပြင်မှာငှားနေရလူဆိုလို့ရှိရင်အပြင်မှာနေရတဲ့အသုံးစရိတ်တွေဘာတွေညာတွေရှိတယ်ပေါ့နော်အဲ့ဒီတော့အင်ကိုပြန်ပေးနိုင်လားမပေးနိုင်လားဆိုတာကဒါကကာယကံရှင်ကရွေးချယ်တဲ့ကျောင်းကာယကံရှင်ကရွေးချယ်တဲ့မေဂျာအလိုက်ကိုမူတည်ပါတယ်ဘာလို့လဲဆိုဒီလိုပြောရလဲဆိုတော့တချို့မေဂျာတွေဒီမှာပေါ့နော်ဥပမာအနေနဲ့စာလုပ်စရာမလိုတဲ့မေဂျာမျိုးတွေရှိတယ်ဒီတိုင်းပဲအဖြစ်အနေနဲ့အလုပ်လုပ်ချင်တာမဟုတ်လို့ចောင်းသားဗီဇာနဲ့လာတဲ့သူတွေလည်းရှိတယ်ပေါ့နော်အဲ့ဒီတော့သူတို့ရွေးချယ်လို့ရတယ်တိတ်ပြီးတော့စာလုပ်စရာမလိုအတန်းတက်စရာမလိုတဲ့မေဂျာတွေပေါ့နော်အဲ့လိုဟာမျိုးတွေအဲ့လိုကျောင်းတွေကိုရွေးချယ်တယ်ဆိုလို့ရှိရင်တော့ကို့မှာအလုပ်လုပ်ချိန်ပိုထွက်လာတယ်ပြီးတော့ကျောင်းစရိတ်ကလည်းပိုတက်တာဖြစ်တဲ့အတွက်အိမ်ကိုပြန်ပို့နိုင်ပါတယ်ဒါပေမဲ့တချို့ကြတော့လေဒီပညာရေးကိုအဓိကဦးစားပေးဖို့လာတာဖြစ်တဲ့အတွက်အိမ်ကိုပြန်ပေးဖို့ကမလွယ်ဘူးပေါ့နော်ဘာလို့လဲဆိုကိုရွေးချယ်လိုက်တဲ့မေဂျာကဆေးဘက်ဆိုင်ရာဖြစ်မယ် engineering နဲ့ပတ်သက်တာဖြစ်လိမ့်မယ်ဒါမှမဟုတ်လို့ရှိရင် fashion ဘိုင်းနဲ့ပတ်သက်တာဖြစ်လိမ့်မယ်ဒါတွေဆိုလို့ရှိရင်ကျောင်းစရိတ်ကလည်းနည်းနည်းများတယ်ပေါ့နော်ကျောင်းစရိတ်များတဲ့အပြင်မှာကို့မှာဝယ်ရချမ်းရတဲ့အတုံးအဆောင်ပစ္စည်းတွေရှိရပေါ့နော်ကိုကျောင်းနဲ့ပတ်သက်ပြီးလိုအပ်တာလေးတွေဝယ်ရချမ်းရတာတွေရှိတယ်ပေါ့နော်အဲ့ဒီတော့အင်ကိုပြန်ပေးနိုင်တာဆိုအဲ့လိုကျောင်းသားတွေဆိုလို့ရှိရင်တော့အင်ကိုပြန်ပေးဖို့ကနည်းနည်းလေးခက်တယ်ပေါ့နော်ဒီမှာကျောင်းတက်ပြီးတော့ကိုအင်ကိုပြန်ပေးနိုင်တာဆိုလို့ရှိရင်ဒါကကာယကံရှင်ပေါ်ပဲမူတည်တယ်
ကျောင်းစရိတ်လောက်လားဆိုလို့ရှိရင်လောက်ပါတယ်လင်းလက်တို့ဒီမှာပေါ့နော်အလုပ်လုပ်ပြီးတော့ကျောင်းကိုပြန်ပြီးတော့ကျောင်းစရိတ်သွင်းတာတွေအကုန်လုံးကတကယ်နဲ့ဆိုလောက်တယ်ပေါ့နော်အိမ်ကပြန်ပြီးတော့တောင်းစရာမလိုဘူးပေါ့နော်အဲ့လိုဂျားထဲမှာအလုံးနားလိုက်ရတာမျိုးတွေဒီပေါ့နော်ဒီ work permit ပြဿနာလေးဖြစ်တာမျိုးတွေအဲ့လိုဟာမျိုးတွေလောက်ပဲနည်းနည်းဂျားထဲမှာအလုံးမလုပ်ရတာမို့လို့ဒီကျောင်းစရိတ်တွင်းခံနေကြလို့ရှင်အခက်အခဲဖြစ်တာမျိုးပဲရှိတာပေါ့နော်ကြံတာကတော့ဘာမှမရှိပါဘူးကိုရှာလို့ရတဲ့ပတ်စံနဲ့တော့ကျောင်းစရိတ်ကတော့လောက်ပါတယ်နောက်ထပ်မေခွန်းတစ်ခုအဲ့ဒါကကြတော့ဒီရပိုင်းနဲ့ Facebook post တွေမှာတွေ့တယ်ကျောင်းသားတော်တော်များများပဲဖြစ်ဖြစ်လူတွေပဲဖြစ်ဖြစ်ဒီမှာပေါ့နော်ထိုင်ဝမ်မှာအလုပ်လုပ်ကြတာအရန်ပင်ပန်းနေဆိုတဲ့အကြောင်းနဲ့ပတ်သက်ပြီးတင်ထားတာရှိတယ်ပေါ့နော်တရားနဲ့ပတ်သက်လို့ကလေးတယောက်ကလင်းလက်ကို screenshot လေးပို့ပြီးတော့ပေါ့နော်အကျိဒီမှာအလုပ်လုပ်ကြတာအရန်ပင်ပန်းတယ်လို့ပြောတယ်တခါမှသူတို့လည်းအလုပ်မလုပ်ဘူးဒီရောက်ရင်အဆင်ပြေပါမလားလို့ပြောတယ်ပေါ့နော်အလုပ်ပင်ပန်းတာကဒီထိုင်ဝမ်မှမဟုတ်ဘူးဘယ်နိုင်ငံမဆိုဂျပန်ဆိုလဲဂျပန်အလျောက်ပင်ပန်းတယ်ဒူဘိုင်းဆိုလဲဒူဘိုင်းအလျောက်ပင်ပန်းတယ်ပေါ့နော်အဲ့ဒီတော့လုံရင်းနဲ့ဒီလိုပဲအားလုံးကနေသားကြသွားတာကျောင်းသားတွေအကုန်လုံးကလည်းဒီလိုပဲဒီပုံစံမဲ့လေပက်နေရတာဖြစ်တဲ့အတွက်ရောက်ခါစားမှာနည်းနည်းဒီကိုကစကားပြောမတတ်တဲ့ခါကြလို့ရှိရင်ဒီ language barrier ဖြစ်တာမျိုးရှိနိုင်တယ်ပြီးတော့ရောက်ခါစားမှာမို့လို့ပတ်ဝန်းကျင်အစိမ်းမို့လို့မိသားစုနဲ့ခွဲနေရတာမို့လို့ဆိုပြီးတော့စိတ်ပိုင်းဆိုင်ရာခံစားချက်ပြင်းထန်တာမျိုးတွေရှိတယ်ပေါ့နော်အဲ့လိုတွေကြောင့်မို့လို့အလုံးမှာပို့ပြီးပြင်ပန်းတာမျိုးလည်းဖြစ်နိုင်တယ်နောက်တစ်ခုကဒီကြအလုပ်တွေမှာပေါ့နော်တချို့အလုပ်တွေမှာဒီမြေပဲလူတွေနဲ့နည်းနည်းအဆင်မပြေတာမျိုးတွေအဆင်မပြေဘူးဆိုတာကွာဒီလိုစကားပြောကိုကကောင်းကောင်းမတတ်တဲ့ခါကြလို့ရှိရင်တစ်ဖက်ကဘာပြောရနားမလဲကိုဖြစ်ချင်တာလဲသူတို့မပြောပြနိုင်အဲ့လိုမျိုးပေါ့နော်စိတ်ဖိစီးရတာမျိုးတွေဒါမျိုးတော့ရှိနိုင်တယ်ပေါ့နော်ဒါပေမဲ့တစ်နှစ်လောက်ဆိုလို့ရှိရင်တော့သူဟာနဲ့သူအကုန်လုံးအသားကျသွားတာပဲလင်းလက်ဆိုစရောက်ကစားဆိုဘာမှမသိဘူးအလုံးနည်းနည်း pressure အရန်ပြီးတယ်ပေါ့နော်ဒါပေမဲ့အခုဆိုလို့ရှိရင်သူကလည်းသူstep by step အဆင်ပြေသွားတာပဲပေါ့နော်အဲ့တော့ပင်မလားဆိုလို့ရှိရင်ပင်မပါတယ်ဘယ်နိုင်ငံပဲဖြစ်ဖြစ်ဘယ်ဒေသပဲဖြစ်ဖြစ်ကိုယ်နိုင်ငံမဟုတ်တဲ့အတွက်အလောက်ကနှစ်ဆပို့ပြီးပင်ပန်းပါတယ်နောက်သုံးတစ်ခုကကြတော့အများစုကလင်းလဲပြောပြထားတာတွေကိုတေချာမကြည့်ကြဘူးပေါ့နော်မကြည့်ကြဘဲနဲ့လာမေးထက်ကမေးတဲ့ဟာတစ်ခုရှိတယ်ဗာလဲဆိုတော့လင်းလက်ကိုပဲ agency နဲ့လာတာလဲဘလောက်ကုန်သွားလဲဒါမျိုးတွေပေါ့နော်လင်းလက်ကဘယ် agency နဲ့မှလာတာမဟုတ်ပါဘူး Greater Taiwan School ဆိုတဲ့ကျောင်းကနေပြီးတော့လင်းလက်တို့လောက်ရှိုးကလင်းလက်တို့ကိုဒီသူ့ရဲ့ကျောင်းသားတွေကိုပဲကျောင်းလျှောက်ပေးတယ်ပေါ့နော်အဲ့ကနေမှသစင်ဒီထိုင်ဝမ်ကိုရောက်လာတာပါအဲ့ဒီတော့လင်းလက်က agency နဲ့လာခဲ့တာမျိုးမဟုတ်ပါဘူးဘလောက်ကုန်ကြွားလဲဆိုလို့ရှိရင်ဒီလေရင်စရိတ်ကြောင်လျှောက်ခဒါပဲကုန်ပါတယ်ကျန်တာဘာမှလောက်ထိမကုန်ဘူးပေါ့နော်လောက်ဆိုအကုန်လုံးလုပ်ပေးတာဆိုတော့အဲ့ဒီတော့ agency နဲ့ပတ်သက်လို့ရှိရင်လည်း recommend မပေးတတ်ဘူးဘာလို့လဲဆိုအခုမြန်မာမှာကထိုင်ဝမ်နဲ့ပတ်သက်ပြီးတော့ agency တွေအများများလာပြီအဲ့ဒီတော့အလိန်တာအမှန်ကန်လားဆိုတာကတော့ကိုယ်တိုင်ဆုံးဖြတ်လို့ပဲရမယ်ပေါ့နော်တချို့သူတွေလာမေးကြတဲ့ agency နာမည်တွေဆိုရင်လည်းတခါမှမကြားဘူးတာဖြစ်တဲ့အတွက်ပေါ့နော်ဒီဟာနဲ့ပတ်သက်လို့လည်းကိုယ်တိုင်ကလည်း recommend မပေးနိုင်ဘူးပေါ့နော်ပြနိုင်တာဆိုလို့ကိုလာခဲ့တဲ့ကိုယ့်ရဲ့ဆရာမပဲရှိတယ်အဲ့တော့ဘယ်သူပဲလာလင်းလက်ပြနိုင်တာဒါလင်းလက်ရဲ့老师လင်းလက်ဒီ老师နဲ့ပဲလာခဲ့တာဒီ老师စီကိုပဲတွားပြီးတေချာမေးလိုက်ဒါမျိုးပဲလင်းလက်ပြနိုင်တယ်ကူညီပြီးတော့ဆုံးဖြတ်ပေးပါတော့ဘာလို့ဆိုလို့ရှိရင်လင်းလက်ဆုံးဖြတ်ပေးလို့မရဘူးပေါ့နော်အဲ့ဒါမျိုးနဲ့ပတ်သက်လို့ကတော့နောက်ပြီးတော့အခုနောက်ပိုင်းဒီမှာမြန်မာမှာပေါ့နော်ဒီထိုင်ဝမ်နဲ့ပတ်သက်ပြီး agency တွေအများကြီးပေါ်လာတာတွေ့တယ်ပေါ့နော်အဲ့ထက်မှာအမှန်အကန် agency တွေအမှန်အကန်ကျောင်းတွေရှိတယ်ဆိုလို့ရှိရင်လည်းလင်းလက်ကို comment မှာဖြစ်ဖြစ်ချက်ပေါက်မှာဖြစ်ဖြစ်လာပြီးတော့ပြောပြပေးလို့ရတယ်ပေါ့နော်အဲ့ဒါမှလည်းအကယ်၍ဒီ agency နဲ့တွားချင်ပါတယ်ဆိုလို့ရှိရင်လင်းလက်ဘက်ကလည်းပြန်ပြီးတော့ recommend ပေးလို့ရအောင်ပေါ့နော်လင်းလက်ကိုယ်တိုင်ကလည်းဒီဟာကဟုတ်လားမဟုတ်လားဆိုတော့အရင်စုံစမ်းမှပဲပြောမှာပေါ့နော်အဲ့ဒီတော့လင်းလက်ကိုဒီဟာနဲ့ပတ်သက်ပြီးတော့ information တွေလည်းလာပြီးပေးလို့ရပါတယ်ဒီနေ့ကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုမှာဆိုလို့ရှိရင်ဒီလင်းလက်ရဲ့မောင်လေးတက်နေတဲ့ထိုင်းမှာတက်နေတဲ့ပေါ့နော် program တစ်ခုနဲ့ပတ်သက်တဲ့ဟာအကြောင်းကို sharing လုပ်ပေးပါမယ်ကိုကလည်း10တန်းမအောင်သေးဘူးကိုကထက်တန်းဒီ9တန်းအောင်ပဲရှိသေးတယ်တခြား ICGSC တွေ GED တွေမဖြေထားဘဲနဲ့တက္ကသိုလ်တက်ချင်တယ်ဆိုလို့ရှိရင်တက်လို့ရတဲ့ program ရှိတယ်ပေါ့နော်ဒါကထိုင်းကနေတဆင့်ထိုင်းမှာတက်ပြီးထိုင်ဝမ်ကူးချိန်နဲ့ကူးလို့ရတဲ့ program လို့ပုံစံမျိုးပေါ့နော်ဒီဟာနဲ့ပတ်သက်ပြီးတော့နောက်ဗီဒီယိုမှာလည်းနည်းနည်း sharing လုပ်ပေးပါမယ်ရှင်ဒီနေ့ကတော့ဒီလောက်ပါပဲတတ